ကပ္ပပထမဦးဆုံးအမျိုးသမီးသမ္မတကပ္ပပထမဦးဆုံးအမျိုးသမီးသမ္မတဖြစ်ရွေးချယ်ခံရတဲ့သူကတော့အိုက်စလန်နိုင်ငံသားဗီဒစ်ဖင်ဘိုကာလော့စတာရာပဲဖြစ်ပါတယ်သူဟာကမ္ဘာပထမဦးဆုံးအမျိုးသမီးသမ္မတတစ်ကြိမ်သာဖြစ်ခဲ့တာမဟုတ်ပဲ1980ခုနှစ်အိုက်စလန်သမ္မတရွေးကောက်ပွဲမှာလည်းအနိုင်ရရှိခဲ့ပါသေးတယ်။နောက်ထပ်ရွေးကောက်ပွဲ3ခုမှာလည်းအနိုင်ရရှိပြီးစုစုပေါင်း16နှစ်ကြာရာထူးအကျဆုံးနဲ့သက်တမ်းအရှည်ဆုံးအမျိုးသမီးကောင်းဆောင်တူအဖြစ်နဲ့သမိုင်းမှတ်တမ်းတင်ခံထားရသူလည်းဖြစ်ပါသေးတယ်။ပူဖင်းငှက်တွေကပင်လယ်ငှက်တွေဖြစ်ပြီးတော့ပင်လယ်ရဲ့ကြက်တူရွေးဆိုပြီးတင်စားခံခဲ့ရပါတယ်။အကြောင်းကတော့သူတို့ဟာအယောင်ဆုံးတဲ့နှုတ်သီးနဲ့ချစ်စရာကောင်းတဲ့ပုံပန်းတင်မြင်လေးတွေရှိတာကြောင့်ပါသူတို့ဟာဥရောပမှာအဓိကနေထိုင်ကျက်စားကြပြီးတော့မျိုးစိတ်ရဲ့10%ကတော့ UK ဘက်မှာကျင်လဲကျက်စားကြပါတယ်ဒီငှက်လေးတွေဟာမိတ်လိုက်ချိန်မှာဆိုရင်တော့တစ်ဖက်လူကိုဆွဲဆောင်မှုအတွက်တောက်ပတဲ့အတောင်ပံနဲ့အယောင်များကိုအသုံးချလေးရှိကြပါတယ်သူတို့ဟာပြန်မြတက်တန်းအဖြစ်အနှစ်20ရှိပြီးတော့ပင်ကွင်းနေနဲ့ဆင်တူပါတယ်ပူဖင်းတွေကဆန်တဲ့ငါးတွေကိုအရန်ကြိုက်ပြီးတော့တခါတည်းမှာပဲငါးအကောင်ကြီးအများကြီးကိုနှုတ်သွေးဖြစ်ကြိုက်ထားတဲ့အလေးကျင့်လည်းရှိပါသေးတယ်ခင်ဗျာလူသေးအပုတ်ကောင်ကဲ့သို့အနက်ရှိနေတဲ့အနီရောင်ပန်းပွင့်ကြီးအနီရောင်ပွင့်ဖက်အကြီးကြီးတွေနဲ့ရှိတဲ့ဒီကာရီယုံပန်းပွင့်တွေရဲ့အသွင်ပြင်မှာထူးခြားတယ်လို့မျိုးပဲအနက်အသက်ကလည်းထူးခြားလာပါတယ်ပုတ်စော်နေနေတဲ့အသားရဲ့အနက်လိုမျိုးရနံ့ရှိတဲ့ဒီပန်းဟာရနံ့ဆိုးရှိတာကြောင့်နာမည်ကြီးလာပါတယ်သူဟာသူ့ရဲ့အနှံ့ဆိုးတွေနဲ့ရင်ကောင်းနဲ့ပြားလိုမျိုးအကောင်တွေကိုဆွဲဆောင်ပြီးတော့ဝင်းမုံကူးတဲ့လုပ်ငန်းစဉ်ကိုလှုပ်ဆောင်ကြပါတယ်။တောင်အာဖရိကရဲ့မိုးနဲ့တဲကန်နိုင်ရတွေမှာအသက်ရှင်တန်ကြီးထွားကြပြီးတော့ဆယ်ကူလက်အနွယ်ဝင်ပန်းအဖြစ်အတိမတ်ပြုခံထားရပါတယ်။ဒီပန်းတွေရဲ့အပုပ်နှံ့တွေကြောင့်အထင်မှားခံရတဲ့ပြဿနာတွေဟာလည်းများစွာရှိနေပါသေးတယ်။